အားလုံးပဲမင်္ဂလာပါ Simple Life YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Gato Gacha Hero ရဲ့ Gameplay Video ပဲဖြစ်ပါတယ်ပွဲစမှာတော့ထုံးစံအတိုင်းဗတ်စားနေတဲ့ fan တွေကိုအနည်းငယ်ကူညီရမယ်ကျွန်တော်တို့အသင်းမှာ Kaguya Granger fan တွေ Sun Gato Gacha line ကတော့အစုံပဲနေဟာ enemy ဘက်မှာလည်း fan တွေပါတယ်ပွဲရတော့မိုက်ပြီဆိုတော့ဒီ first blood ကိုတော့ fan တွေရဲ့ solo kill နဲ့ရရှိခဲ့ပြီငါကလေးရပါလေမင်းငါနဲ့ဘိုင်ဝမ်ဆော့ကျင်လို့လားအားလေးပိုင်းမှာမင်းကငါထောင်းပါနော်အဲ့လိုထောင်းပါလို့ကာကူရနောက်မှရှိတယ်အေးဆေးပဲမင်းကငါမကြောက်ဘူးရအောင်တိုက်နေတန်းတယ်နောက်မပြေးနေလေကွာအဲ့လိုပြေးတော့မင်းကတက်ပေးရတာဗောလို့အဲ့ချိန်မှာဆရာချောင်းဘာလို့လောက်တာလဲနှစ်ယောက်တယောက်လာမချနဲ့လေကွာဆရာချောင်းရေသူမနဲ့ကွန်ဘိုတွေမိပြီးကျွန်တော်တက်သွားတယ်ဒီချိန်မှာတားတဲ့ကင်းနေတဲ့ fan တွေကိုရေသူမလာနှောင့်တယ်ငကားလေးလည်းတေး fan တွေလည်းတေးတက်တယ်တော့ကျွန်တော်ရပါတယ်ရေသူမတကောင်လည်းရှိတဲ့အချိန်မှာဟူခေါင်းကလည်း shadow clone နဲ့လိုက်ကြိုက်တယ်ဗျာဆရာချောင်းကလည်းမထင်မှပဲရောက်လာတဲ့အတွက်တန်တုံးနဲ့ရှော့ရတယ်စီလောင်းရဲ့လှန်ချက်တွေကြောက်လဲကျွန်တော်ပါတခါလေးရှော့ရတယ်ဒါပေမဲ့ကိစ္စတော့မရှိကျွန်တော်ရေသူမကိုမိခဲ့ပြီပွဲကအဲ့လိုသူချက်ကိုရှာမှာပြောဖို့ကောင်းနှစ်ဖက်စလုံးမှာငကြောက်တွေတယောက်မှမရှိဒီလိုပွဲတွေကြတော့နိုင်တာရှုံးတာအဓိကမဟုတ်တော့ဘူးအဓိကချနေရဖို့ပဲဒီချိန်မှာစီလောင်းတွေ့လို့အက်ဒီနဲ့ခုံမယ်လွယ်ရတယ်ဗျာကန်ကောင်းကျင်တော့ Granger ပြစ်ချက်တွေနဲ့စီလောင်းကတေးသွားတယ်လဲလဲခဏသွားနေတော့အချောင်းဘာလို့ဖို့လဲမင်းကလည်းချမလို့လားမရေသူမပါခေါ်လာဟဟလားတယောက်လည်းကြောက်လို့နှစ်ယောက်တယောက်လည်းရတယ်ဟဲ့အောင်ငါနောက်မှာ Granger ရောက်လာပြီမင်းတော့တေးပြီးချောင်းကျွန်တော်တော့အရင်ရှော့ရတယ်ချောင်းကတေးအောင်မလားတော်လေးရပေါ့ချောင်းလည်းရှော့ရတယ်ဘေးစကန်ထွက်တဲ့ချင်းချန်ပင်လှမ်းခုံနေလွယ်တယ်တကောင်းမှမရှိတာအောက်လမ်းမှာအကုန်စုနေကြတယ်ငကားလေးတို့အဖွဲရေယူမှလည်းရှိတယ်ဆရာချောင်းဖန်ဒီကရောက်လာပြီမြင်မြင်တမျှအကုန်ထောင်းပါနော်တယောက်လည်းပေးရနှစ်ယောက်လည်းပေးရသုံးယောက်ပေါင်းလည်းပေးတယ်ထောင်းမယ်ဆရာချောင်းမပြေးနဲ့လေကွာမင်းကထောင်းပါမယ်ဆိုမှမင်းအကွက်တွေပြရတယ်ငါ့ဒီချိန်မှာဇီလောင်းနဲ့ရေသူမိုင်းကွန်ဘိုရတဲ့ကိစ္စမရှိဘူးနော်သုံးယောက်တယောက်ပေးတယ်ဒါပေမဲ့ငါနောက်မှာကာကူယာလည်းရှိတယ် Granger လည်းရှိသေးတယ်မင်းတို့သုံးယောက်လုံးဖြောင်းမယ်ဒါကျွန်တော်တေးသွားမယ်ကိစ္စတော့မရှိဘူး။ဥမာတီကောင်ကဘာလုပ်တာတီကောင်တေးတော့မယ်လိုက်အမ Granger triple K ရပါပြီ။ရေသူမကုတိမတေးသေးဘူး။ကျွန်တော်က Granger damage ကတော့ကျန်းနေပြီ။ပေးစားထွက်ရခြင်းမှာဘက်တရီကတစ်ခုပြီးတစ်ခုထပ်ဖြစ်နေရဲ့။ဒီချိန်မှာတီကောင်ကဘာလုပ်တာတီကောင်မင်းငကားမဟုတ်ဘူးမင်းကတီကောင်ရေသူမကျွန်တော်ရဲ့ Granger ကိုတက်ဖို့အဲ့ဒီတော့ပေးလိုက်လေ Granger တော့မသေးဘူး။ကျွန်တော်ရဲ့ထောင်းချက်တွေ Granger ရဲ့ပြစ်ချက်တွေနဲ့စီလောင်းအောင်ရှော့ရတယ်ဗျာတွေ့ရနေနေပြီအားမတီကောင်မင်းကအိမ်မှမပြန်တာမင်း fan တွေကအဲ့ဒီကြံလေးကမင်းကသေပြီပေါ့လို့ကျွန်တော်ကလည်းသွေးနေပြီအိမ်ပြန်မှဖြစ်တော့မဲ့အချိန်မှာဆရာချောင်းကရောက်လာပြီးတော့ရေလူမနဲ့ကျွန်တော်ကိုပေါင်းတိုက်ဟလား Champion Jam ရေလူမနဲ့ချောင်းရဲ့ damage တွေကိုမခံစားနိုင်တော့ပဲနောက်ဆုံးတော့ကျွန်တော်ရှော့ရတယ်ဘေးစကကူးမှထွက်တာနော်ဘက်တရီကဖြစ်နေကြပြီမရေသူမသွေးနေပြီလိုင်းကောင်းမလားတော်ပြီ fan ပဲထောင်းတော့နေမင်းတို့က3ယောက်တယောက်ငါနဲ့တီးမလို့လားအဲ့ဒီပွင့်ရမယ်နော်ခဏဆောက်လာပြီနော် Champion Jam ချနေတေးအောင်ချကြအောင်ငါမသေးမင်းတို့သေးပါနော်ဒီချိန်မှာကျွန်တော်ဘွဲကမီကာစာကျိုးဆွဲချက်တွေနဲ့အားလုံး double kill triple kill ရရှိသွားတယ်ဗျာပေါ်လန်းလေးခဏသွားလိုက်အောင်ဟာတီကောင်အမတီကောင်မပြေးနဲ့လေမင်းငါတို့ချမှာမလားတီကောင်လေးကပြေးနေတာတန်းနေတာပဲနောက်မှာကာကူယာနဲ့ Granger နောက်ကလိုက်တယ်တီကောင်လေးကလည်းမရမနာဘူးပြေးတာစောစီတေခံလိုက်ပြီးနေဟာအခုတော့မင်းမောတာပဲဖတ်တင်တယ်ဟောဆရာချောင်းနဲ့တွေ့ပြန်ပြီဆရာချောင်းကျွန်တော်နဲ့ခဏအချစ်ဆန်းတယ်ပြီးရင်ဘာမှလည်းဟုတ်တာမဟုတ်ဘူးဆရာချောင်းကပြီးငကြောက်စီလောင်းကဘာလဲခြုံထဲမှာပုံးလာတာဟူခုံးရင် shadow clone နဲ့မင်းရိုက်စမ်းကွာမင်းတန်တုံးနဲ့ရိုက်အမစီလောင်းကရှော့ပြီfan တွေကိုလည်းထက်ရလိုက်ပြီအဲ့အချိန်မှာရေလူမထွက်ပြေးနေ Champion Jam ခုံတာလွဲတယ်ဗျာရေလူမထွက်ပြေးသွားပြီဆိုတော့နောက်မှပဲထောင်းတော့မထားရတော့ဟာရေလူမဘယ်ရင်ဘယ်လိုရောက်လာလဲကလေးလေးပဲရိုက်ချင်တဲ့ရေသူမဝူခုံးကိုရေနှစ်တက်လိုက်ငါဘာလို့ရအောင်မလဲလိုက်ကြည့်တယ်အောက်လမ်းမှာဝူခုံးနဲ့တောက်ရတဲ့ခိုးချိုးနေတဲ့အချိန်မှာတီကောင်ရောရေသူမရောရောက်ရှိလာတယ်ဟာဝူခုံးကတေသွားပြီလားချောင်းနဲ့ဇီလောင်းမှာရှိနေတေပြီးတော့ဟာ၄ယောက်တယောက်မင်းငါ့ကိုကလားမင်းသားများမှတ်နေလားမသိဘူး
short တော့ပြန်ပြီနောက်တစ်ချိန် enemy ဘက်က lock ရသွားရဆိုတော့ lock ကို defend ရအောင်မယ် enemy ဘက်ကဇီလောင်းနဲ့ရေသူမကတော့မီကာဆာရဲ့ခုတ်ချက်တွေတော့သူတို့မခံနိုင်ခဲ့ဘူးဒီ lock ကလည်းကြားရတာကွာဒီချိန် enemy jungle ဘက်မှာ battle ဖြစ်နေငါ့ကိုမခေါ်ဘူးလို့ဘာလဲရေသူမ battle လာ join လာလားလို့အဲ့ဒါဆိုလည်းငါ့ကိုခဏဆောင်ငါအနေနဲ့ကစားပေးမယ်လာပြီးတော့ jumping jump ဘုံမှာထောင်းတစ်ချက်ထောင်းရေသူမကတော့တခါတည်းငါးကင်ဖြစ်သွားပြီနေငါအပေါ်လမ်းမှာတီကောင်တစ်ကောင်တွေးလိုက်တယ်လို့တီကောင်ရေမင်းတော့ပြေးမလွတ်တော့ဘူးလို့ငါဘေးမှာပတ်သိန်သူနဲ့ granger ရှိတယ်မင်းတော့တေးပြီးအောင်ရေနေမင်းတယောက်တည်းမနိုင်တော့မင်းလူတွေကိုခေါ်လာတာလားဆရာချောင်းကတင်းလာပြီနော်ချမ်ပီယံခုံပြီးဘုံမင်းတို့ကအဲ့တော့လွန်တာကွာမင်းစီလောင်းကပါလာပြီလားလို့၃ယောက်တယောက်တော့မနိုင်တော့ဘူးလေကွာ enemy ဘက်ကလောက်ရတယ်ကျွန်တော်တို့ base နာကိုရောက်တော့မယ်ဆရာချောင်းမင်းငါ့ကိုမကန်နဲ့လေကွာမင်းတေးပြီငါ့ကိုကန်မင်းတေးပြီရှီလူမလည်း granger ရဲ့လက်ချက်နဲ့ short သွားပြီဒီချိန်မှာလောက်လည်း defend ရအောင်မယ်သွားပြီလို့လောက်အောင်ရောက်နေတဲ့အချိန်မှာစီလောင်းကိုမေ့နေတယ် granger ကိုတက်သွားပြီတီကောင်ကလည်းမွေးပုံစံပြောင်းပြီးရောက်လာတယ်ကျွန်တော်တို့ရဲ့ဝူခုံးကလည်းတေးသွားပြီဒီအချိန်မှာ၃ယောက်တယောက်ခုခံရတော့မယ်မရတော့ဘူး၃ယောက်ဘောပတ်စစ်တွေကရရင်ကြမ်းနေပြီလို့ကဲဒီနေ့ပွဲရလာတော့ defeat ဖြစ်သွားပါတယ်ကဲနောက်ထပ်မတူညီတဲ့ hero တွေနဲ့ gameplay ပုံစံတက်တွေတင်ဆက်ဖို့ရှိတဲ့အတွက်ကြောင့် like subscribe ပြုလုပ်ပေးကြလို့ရပါတယ် See you next time on Savannah Legends Bam Bam. Thanks for watching.